လောကမှာစကားပုံလေးတွေရှိတယ်လာပါတော့ဘိုင်ငင်းတဲ့မိုးရွာတော့ရေခမ်းတဲ့အလုံးဆိုတာလုံနိုင်လို့လုံရတာလုံကြရတာဖြစ်တယ်အလုပ်ပဲကွာဘယ်ချင်းလို့လုံရပါတယ်လို့ပြောတတ်ကြတယ်တကယ်တော့အလုပ်ဆိုတာဘယ်ချင်းဖြစ်လုံမရဘူးအလုပ်တွေလုံမရတဲ့အချိန်ခါအလုပ်တွေလုံလို့အဆင်မပြေနိုင်တဲ့အချိန်ခါတွေဆိုပြီးတော့စာပေမှာရှိတယ်အဲ့ဒီအချိန်ခါတွေကတော့နံပါတ်1စိန်နောဟောတိစရာဘိဘူးတော့အတ္တမယပရဏာယတဲ့။အိုမင်းမစွမ်းတဲ့အချိန်ခါကြမှာအလုပ်တွေလုပ်ချင်နေလို့မရနိုင်ဘူး။ကိုကိုတောင်မတည်နိုင်တော့တဲ့အချိန်ကြမှာငါစွမ်းနိုင်တော့ကမလုပ်ခဲ့မိလိချင်းလို့နောင်တတွေရနေတတ်တယ်။ဘယ်လိုပဲနောင်တတွေတန်ဝေကတွေရနေပါစေ။အိုမင်းမစွမ်းလို့ကိုမတည်နိုင်တော့ဘူးမပိုးနိုင်တော့ဘူးဆိုရင်တော့ဘာမှလောကမှာအားထုတ်လုပ်ကြလို့ရမှာမဟုတ်တော့ဘူး။နံပါတ်2ဇာတိတော်ဟောတိဇာတိနာဘိဘူးတော်အတ္တမယပရဏာယတဲ့။ယောဂဝေဒနာတွေနှိမ့်ဆက်လို့မလှုပ်နိုင်မထိုင်နိုင်ဖြစ်နေတဲ့အခါမျိုးအဲ့ဒီလိုအချိန်အခါမျိုးရောက်သွားပြီဆိုရင်လေအလုပ်တွေလုပ်ချင်လို့မရနိုင်တော့ဘူး။ကိုတောင်မထိုင်နိုင်မလှုပ်နိုင်ဖြစ်နေတော့တဲ့အချိန်ကြမှာငါမကြားမှာလို့ပေါ့ကွာငါကြားမှာတော့ငါမလုပ်ခင်ပြီလို့ပေါ့ကွာနဲ့လောကကိုတောက်ခေါက်ပြီးတော့ကိုမကြေမနက်နဲ့နောင်တဆင်းရဲတွေခံစားနေကြရတဲ့သူတွေလည်းလောကမှာအများအပြားကြီးရှိတယ်။ဒါကြောင့်မနာမဖြာကြားမှာတန်ဆွမ်းလို့ကိုတတ်နိုင်တဲ့လောက်ကြိုးစားလုပ်ခိုင်းမှာယောဂတွေနှိမ့်ဆက်လို့မထနိုင်မလုံနိုင်တဲ့အခါကျမှဘာမှကြိုးစားအားထုတ်လုပ်ကိုင်နိုင်တော့မှာမဟုတ်ဘူး။နံပါတ်3ဒုပိခံဒုတ္တတံဒုံလဘပိဏနာတုကရာဩစေယပက္ခေနာယာစီတောတမ်းမြေမှာကိုယ်စိမ်းနှုတ်နေဈေးတက်လို့ဇာဝနေတွေခက်ခဲကောက်ပဲသိနန်နေပြအားထုတ်လုပ်ကိုင်လို့တောင်းမှစားနိုင်ဖို့မလွယ်တဲ့အချိန်ခါမျိုးမှာလည်းလှုပ်ချင်တာတွေလုပ်နိုင်ဖို့မဖြာနိုင်ဘူးတမ်းမြေစီဝါပြက်လို့အနာဘေးလိုမျိုးဆက်ရောက်နေတဲ့အခါမျိုးတွေဟာလည်းကျူးစာအားထုတ်လုပ်ကိုင်လို့ကောင်းတဲ့အချိန်လုပ်နိုင်တဲ့အခါမဟုတ်ပြန်ဘူးဘာမှကျူးစာအားထုတ်လုပ်ကိုင်နိုင်တော့မှမဟုတ်ပြန်ဘူးနံပါတ်4ဘေယဟောတိအတုဣသင်္ကောဘောစက္ကသမารငါဇာနာပရာပရိယာယတိတိုင်ပြီမှာဘေးရီကြောက်ရောက်လို့တခိုးရမြတွေထားပြတောင်းကြတဲ့အခါမျိုးစက္ကသမารငါဇာနာပရာပရိယာယတိစက်တွေရင်းရထားတွေနဲ့တော်ရွာနေစနဘုတ်ပြည်သူတွေကလှဲ့လေပြေးသွားနေရတဲ့အခါမျိုးတွေမှာလည်းအလုံးဆိုတာလုံးလို့ရတဲ့အခါလုံးလို့ကောင်းတဲ့အခါမဟုတ်ပြန်ဘူး